မွေးစားကနေပြီးနှစ်ကျော်လောက်ဒီအေးစစ်သုံးခုလို့ရမယ်ရေချိုးစလုံးလေးဒီရေချိုးစလုံးလေးရဆိုလို့ရှိရင် तू ကဒီလိုရေချိုးစလုံးလေးတစ်ခုပါမယ်ပြီးလို့ရှိရင်ဒီလိုမျိုးစကားလေးတစ်ခုပါပါမယ်ရှင်ဒီရဲ့စကားလေးရဲ့အောက်မှာခံဖို့အတွက်ဆိုလို့ရှိရင်လည်းဒီလိုမျိုးဆီလီကွန်စုပ်ခွက်လေးရလေးခုပါပါမယ်ရှင်ပြီးလို့ရှိရင်တော့ဒီလိုမျိုးချစ်စရာကောင်းတဲ့စတစ်တစ်လေးတစ်လုံးလေးပါမှာပဲဖြစ်ပါတယ်ရှင်ဒီချိုးစုံလေးကဘေဘီလေးမွေးစားကနေပြီး6လထိဆိုလို့ရှိရင်တော့ဒီစကားလေးပေါ်မှာပေးသိပ်ပြီးတော့မှချိုးလို့ရမှာဖြစ်ပြီးဘေဘီလေးခါခိုင်သွားပြီဆိုတာနဲ့ဒီစကားလေးကိုဖယ်ပြီးတော့မှလုံလေးထဲမှာပဲအေးစစ်စစ်ပေးချိုးလို့ရပါပြီရှင်ပြီးတော့ तू ကဒီလိုမျိုးရေစင်းပေါက်လေးလည်းပါတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေထုတ်ရတာလည်းလွယ်ကူမှာပဲဖြစ်ပါတယ်ရှင်သူ့ရဲ့အသားလေးကဆိုလို့ရှိရင်လည်းစော်ထူသားလေးနဲ့လုပ်ပြီးတော့မှ quality အမြင်လိုင်းလေးတွေကထုတ်ပေးထားတာပဲဖြစ်ပါတယ်ရှင်အရှင်းမှာဆိုရင်လည်းဒီလိုမျိုးအန်လေးနှစ်ခုပါမှာပဲဖြစ်ပါတယ်ရှင်ဒီအန်လေးတွေမှာဆိုရင်လည်းဘေဘီလေးရဲ့စက်ပြလေးတွေပဲဖြစ်ဖြစ်ကစားစရာရုပ်လေးတွေပဲဖြစ်ဖြစ်ထည့်လို့ရမှာပဲဖြစ်ပါတယ်ရှင်ကာလာနေနဲ့ဆိုလို့ရှိရင်လည်းနိုစိမ်းရောင်လေးရဲ့အပြာရောင်လေးရဲ့ပန်းရောင်လေးရဲ့ဆိုပြီးတော့မှကာလာ3ရောင်ရမှာပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးရေချိုးစုံလေးတွေကို online ကနေမှာယူချင်နေဆိုရင်တော့အခုမြင်နေရတဲ့မိုးရဲ့ TikTok Messenger ကပဲဖြစ်ဖြစ် Pay Messenger ကပဲဖြစ်ဖြစ်ဆက်သွယ်မှာယူလို့ရတယ်လို့ Viber number 399893434339 399594443688ဒီ Viber number တွေကနေပြီးတော့လည်းဆက်သွယ်မှာယူလို့ရပါတယ်ရှင်ဒီချိုးစုံလေးတွေက install အများကြီးမရှိရမှလို့အများဆုံး order တင်ဖို့တော့လုပ်မယ်နော်